မင်္ဂလာရှိသောညချမ်းလေးပါချစ်တို့ရေကျမရဲ့အသိပညာဘုရားများကိုတင်ဆက်ပေးနေကြ Healthy Habit Sunny Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဟိုနှုတ်ခမ်းထူတဲ့အမျိုးသမီးဟာဟိုစိတ်များသလားဘယ်လိုလေ့ကျင့်ခန်းတွေကိုသဘောကျလဲဆိုတာကိုကျမရဲ့အရာတရားစာပြပြပေးသွားမှာဖြစ်လို့ဇနီးရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်ကိုကိုရိုရေဘယ်လိုလေ့ကျင့်ခန်းကိုမဆိုစတင်သမားချိန်လေ့ကျင့်တော့မယ်ဆိုရင်အစာပြိုလေ့ကျင့်ခန်းတွေကိုတော့မမေ့သင့်ပါဘူးနော်အစာပြိုလေ့ကျင့်ခန်းကိုအချိန်ယူပါလက်ချောင်းလေ့ကျင့်ခန်းတွေကိုနေ့ရက်တစ်ဖုံမျက်ရည်တစ်မျိုးဆင်နွှဲပေးပါနော်အစာပြိုလေ့ကျင့်ခန်းပိုချလေးကျောင်းမလေးကိုရေတွေပိုးရွှဲစေပြီးဝင်ချင်းထွက်ချင်းအချစ်ခရီးကိုချောမွေ့စေမှာပါလို့အရင်ပြောပြရစေရှင်ဟိုနှုတ်ခမ်းထူတဲ့အမျိုးသမီးများဟာတကယ်တော့ဒူဘေတန်းပြီးရတဲ့သူတွေသာဖြစ်ပါရဲ့နော်ကျမရဲ့လေ့ကျင့်ခန်းတွေမိမြပင်လေ့ကျင့်သမားကျိတ်စီကမူကျန်တဲ့ရဖြစ်တာမျိုးတိတ်မရှိတဲ့ပုံစံတွေပဲဖြစ်ပါရဲ့ရှင်ကျမရဲ့လေ့ကျင့်ခန်းမျိုးစုံကိုရတယ်ကျမရဲ့ဖုတ်ကြီးတွေပေါ့ရှင်ပြီးနှက်ခမ်းထူတဲ့ကျောင်းမကြီးဟာရေလဲပိုးဆိုးတတ်ပါရဲ့ရှင်လက်ဥစ္စာမကလေ့ကျင့်ခန်းသုံးပစ္စည်းကနေအစပြိုလေ့ကျင့်ခန်းတွေစတင်လိုက်တာနေဂီယာဝိုင်းတွေရောအင်ဂျင်ဝိုင်းတွေရောအန်ကြလာတတ်ပါရဲ့ရှင်လေ့ကျင့်ခန်းတွေကိုဘယ်လိုပုံစံကျင်းပရမလဲဆိုတော့အရှိန်များများနဲ့သာလေ့ကျင့်ထွင်းပေးပါနော်ဒီလိုလေ့ကျင့်ပေးမှသာနှက်ခမ်းထူထူဟာကျမရေးကောင်းစီမှာဖြစ်ပါရဲ့ရှင်ဘယ်လိုလေ့ကျင့်ခန်းပုံစံတွေကသူတို့နဲ့တင့်တော်မလဲဆိုတော့ဘိုးကြီးတနတ်ထန်ပါရဲ့ရှင်ဒီပုံစံကပါဖောင်းဖောင်းကြောင်မလေးကိုပါကြီးကိုပိုဖောင်းလာစေပြီးအမြင်နဲ့တင်လေ့ကျင့်ခန်းဆင်နေလို့စိတ်များကိုပေါ်ပေါက်လာစေပြီးမိုးတီဖြစ်စေပါရဲ့နော်ပဇွန်တုတ်ခွေးကတော့သူမရဲ့လှိုင်ကောင်းခီးအဆုံးကိုမရောက်စေလို့ရှောင်ရှားရပါမယ်နော်ဒီတော့ပါဖောင်းဖောင်းကြောင်မကြီးတွေကိုသွေးကြောများလန်းဆန်းပွန်လန်းသွားအောင်တေချာလေးချင်း train ပေးဖို့အကြံပြုလိုက်ပါရစေရှင်ကဲဆိုင်လေးဒီနေ့မျှဝေပေးသွားတာကတော့ကျမရေးဘုဒ္ဓတခုများသာဖြစ်ပါရဲ့နော်နေရာချားရေးမှာလေအခုလိုမျိုးထိမိအေးစိတ်နေတဲ့ကျမရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်းစောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါရဲ့နော်တဒါ